ပါဗျတင်းမှာဖုန်းတစ်လုံးရှိရုံနဲ့မြန်မာငွေ2000ကျပ်တိတိကိုရနေပြီဆိုတာကိုနေ့စဉ်နေ့တိုင်းရနေပြီဆိုတာကိုသိပါသလားမသိသေးဘူးဆိုလို့ရှိရင်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ဖို့အတွက်မြင့်တဲ့အခက်ပါတယ်ဗျသူကတော့ AO234 ဆိုတဲ့ app လေးပဲဖြစ်ပါတယ်သူကစကားပြောဒီလိုမျိုးစကားပြောဗီဒီယိုကျွန်တော်လိုမျိုးပေါ့နော်စကားပြောဗီဒီယိုတစ်ပုဒ်ပါမယ်ပြီးရင်ကိုစိတ်ကြိုက်ဆော့ထားတဲ့ဗီဒီယို2ပုဒ်ပါမယ်စုစုပေါင်း3ပုဒ်ကိုကြိုက်တဲ့ YouTube, TikTok, Facebook, Instagram စတဲ့နေရာတွေမှာဗီဒီယိုလေး6ပုတ်တင်ပေးလိုက်အောင်နဲ့တွေကိုမြန်မာငွေ2000ကျပ်တိတိရရှိမှာပဲဖြစ်ပါတယ်ဗျသူကဘလို့လူမျိုးလုံးလို့ရလဲဆိုလို့ရှိရင်အင်ရှင်မတွေလုံးလို့ရမယ်ဇီဝရှာခြင်းနဲ့အင်ရှင်မတွေလုံးလို့ရပါတယ်ပြီးလို့ရှိရင်ရုံးဝန်ထမ်းတွေလည်းလုံးလို့ရပါတယ်ကျောင်းသားကျောင်းတွေလည်းလုံးလို့ရပါတယ်ပြီးတော့အိမ်မနေရင်းနဲ့အပေါ်ဝင်ငွေရှာခြင်းနဲ့ငွေရှာခြင်းနဲ့အပြင်ထွက်ပြီးတော့မလုံးအပြင်ထွက်ပြီးတော့အလုံးမလုံးချင်ဘူးအိမ်မှာပဲငွေရှာခြင်းတဲ့သူတွေအတွက်လည်းအရန်ကိုအဆင်ပြေပါတယ်ကျွန်တော်လိုမျိုးဗီဒီယိုလေး6ပုတ်တင်ပေးလိုက်အောင်နဲ့မြန်မာငွေ2000ကျပ်တိတိရရှိမှာဖြစ်လို့အခုကလေးကစိတ်ကူးမလွဲပဲနဲ့ကျွန်တော်နဲ့အတူတူလာပြီးတော့လက်တွဲပြီးတော့အလုပ်လုပ်ဖို့အတွက်အားလုံးဖိတ်ခေါ်ပါစေဗျAO234 မှာဆိုလို့ရှိရင်ဂိမ်းပေါင်းများစွာကိုတနေရာထဲမှာဆော့ကစားနိုင်ပါတယ်ပြီးတော့ငွေသွင်းငွေထုတ်ကလည်းလက်ကူနှင်မြန်ပြီးတော့ KP ဖွင့်ပြီးတော့လည်းငွေသွင်းငွေထုတ်ပြုလုပ်လို့ရပါတယ်ရုံးကြီးဆော့ကစားလို့ရတဲ့ website တစ်ခုဖြစ်ပြီးတော့ bonus တွေလည်းအများကြီးပေးနေတာမို့လို့အခုကတည်းကလာရောက်ဆော့ကစားဖို့အတွက်ကိုကျွန်တော်ကနေအကြံပေးပါရစေတကယ်လို့ဂိမ်းဆော့ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အောက်မှာ comment မှာ link ချပေးထားပါတယ်အဲ့ဒီ comment ထဲက link ကို copy ယူပြီးတော့တွားရောက်ဆော့ကစားနိုင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းအတူတူပြန်လည်ဆုံတွေ့ကြပါမယ်ဗျ bye